ပုတ်တဲ့ရိုက်ပန်လို့ခေါင်းလောင်လေးများကိုနဲ့လိုက်ပန်လို့ကြားလိုက်တဲ့ခိုက်တက်မှာနေငိမ့်နဲ့ကြောင်ရည်စီလမ်းရင်ပြေလို့တွေ့လိုက်ချင်ဒီငယ်ကလေးတို့ရုပ်တရက်ထားပြန်စေဒီရွယ်ချောင်းမို့လည်းလို့ကြွေရာတော့မတ်မဲလာငါဝက်ကဝါတတာဆုံးရှုံးနဲ့ထွေးတဲ့ကလေးပြလိုက်ကြရဲ့စီးရဲ့ကြောင်းနေဒီဘာလေးဆိုညီရဲ့ကြောက်ဆိုင်ကိုကေချင်းပေါ်တိုက်ကနေလာရဲ့စက်ကဲစင်စီစီရဲ့နဲ့ပြတဲ့ပြတာကိုစံပြောင်းလေးတို့သွဲနဲ့အမှန်နဲ့ပေါင်းစပ်ပြီးချင်းငယ်ရင်ငိမ့်ငိမ့်နဲ့သေးရိမ်မှာစွန်လုံးနဲ့တွေ့လို့စိတ်ငြိမ်သွားလိမ့်ပုတ်တဲ့ရိုက်ပန်လို့ခေါင်းလောင်လေးများထိုးနဲ့လိုက်ပန်လို့ကြားလိုက်တဲ့ခိုက်တက်မှာ